အားလုံးပဲမင်္ဂလာပါဒီကနေ့လေးလာသုံးသပ်မှုလေးမှာဆိုရင်တော့တကယ်အစင်မစားတော့ဆိုင်ကြီးတွေမိဖို့ကြောင်းတော့ကွယ်ကအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့လျှို့ဝှက်ချက်လေးတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ပြတော်မှာပါအထူးသဖြင့်ပေါ့နော်အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့စားဖို့မိုးတယောက်ရဲ့အင်တာဗျူးမှတ်တမ်းလေးကိုအခြေခံပြီးတော့ chef the party တယောက်ဖြစ်ဖို့တကယ်တမ်းလိုအပ်တဲ့စီမံခန့်ခွဲမှုနီးဗျူဟာတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေရဲ့ကိုကျွန်တော်တို့တူတူလေးလာကြည့်ကြပါမယ်ကဲဒီအကြောင်းကိုချက်ချင်းပဲစလိုက်ကြရအောင်ဗျာစာပုံမှုကအင်တာဗျူးမှာဗာပြောခဲ့လဲဆိုရင်မိဖို့ချောင်အခုမှအရေးအကြီးဆုံးကဆက်သွယ်ရေးပါပဲတဲ့ဆိုတော့ဒီစကားလေးတစ်ခုနဲ့ကင်းမိဖို့ချောင်ဆိုတဲ့နေရာကဘလန့်တောင်ဖိအားများပြီးအခြေနဲ့မြလှုပ်ရှားနေရလဲဆိုတာကိုချက်ချင်းမြင်အောင်သွားစေတယ်နော်ရှစ်စမဲ့အကြောင်းအရာတွေကိုမကြည့်ခင်ဒီအခြေခံအကြဆုံးခံယူချက်လေးကိုအရင်ဆုံးစစ်ချက်မှတ်ထားစေချင်ပါတယ်ဒီတော့ဒီနေ့အဓိကလေးလာသွားမယ့်အချက်၅ချက်ရှိပါတယ်နံပါတ်1က chef de party ဆိုတာဘာလဲနံပါတ်2ဖီအားများတဲ့မိဖို့ချောင်းအလုပ်ချင်းတွေကိုဘယ်လိုကြော်ဖြတ်မလဲနံပါတ်3စပုံမှုဖွဲ့ကိုဥဆောင်ခြင်းနံပါတ်4အရေးသွေးကိုတသမက်တီထိမ့်သိမ့်ခြင်းနဲ့နံပါတ်5ကတော့ပစ္စည်းစာရဲစွန့်ပစ္စည်းနဲ့စမ်းသစ်တည်ထွင်မှုဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အပိုင်းတစ် chef de party ကိုအထိပ္ပယ်ဖွင့်ဆိုခြင်းဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာက chef de party ဆိုတာတာမန်ဟင်းချက်တဲ့သူတက်တက်မဟုတ်ပါဘူးသူကအသားကင်းတဲ့အပိုင်းပဲဖြစ်ဖြစ်အကြောလော်အပိုင်းပဲဖြစ်ဖြစ်ပေါ့လေမိဖို့ချောင်ရဲ့တီးတန့်အပိုင်းတစ်ခုလုံးကိုအဓိကတာဝန်ယူကြီးကြပ်ရသူဖြစ်ပါတယ်ကိုယ်တိုင်လက်ရမြောက်အောင်ချက်ပြုတ်လိုက်ရုံတည်းမကဘူးဗျာကိုလောက်ကစာပုံမှုအဖွဲ့ကိုပါစနစ်တကျစီမံအုပ်ချုပ်ရတဲ့ခေါင်းဆောင်မှုတာဝန်ကိုပါအချိုးကျကျများတောင်ထမ်းဆောင်ရတာပါအခုကျွန်တော်တို့လေ့လာနေတဲ့အင်တာဗျူးထဲကစာဖို့မှုရဲ့အတွေ့အကြုံတွေကိုကြည့်လိုက်ရင်အလုတ်အယမ်းများတဲ့မိဖို့ချောင်းတွေမှာအနည်းဆုံး9နှစ်ကျော်အတွေ့အကြုံရှိတယ်ပြီးတော့ပြင်သစ်နဲ့အီတာလီအစားအစာတွေကိုအထူးကျွမ်းကျင်သူဖြစ်ပါတယ်နောက်ပြီးဒုတိယစာဖို့မှုဆိုလိုတာကဆူရှက်ဖ်နဲ့လည်းအရန်ကိုနီးနီးကက်ကက်အလုပ်လုပ်ရပါတယ်အောင်ငင်နဲ့ chef de party တယောက်ဖြစ်ဖို့ကဟင်းချက်ကျွမ်းကျင်ရုံလေးနဲ့လုံးဝကိုမလုံလောက်ပါဘူးဗျာအစားအစာဘေးကင်းလူကြုံရဲ့နောက်ပြီးပိုးမွားကူစက်မှုတွေမဖြစ်အောင်အလုပ်လုပ်နေစင်မှာတော့အလုပ်ပြီးချိန်မှာပါမိဖို့ချောင်ကြီးတစ်ခုလုံးကိုအမြဲတမ်းရှင်းနေစေဖို့အထူးကိုယူဆရတာဖြစ်ပါတယ်ဒါဟာတကယ်ကိုအရေးကြီးတဲ့အချက်ပါပဲအပိုင်းနဲ့ဖိအားများသောမိဖို့ချောင်အလုပ်ချိန်များကိုကြော်ဖြတ်ခြင်းကဲအော်ဒါတွေအများကြီးပြိုင်လို့ပြုံးဆိုဝင်လာပြီးဆိုပါစို့ဘလို့များလောက်ကြမလဲတိတ်ကိုအလင်းလိုနေတဲ့အဲ့ဒီလိုချီနီမျိုးမှာအခုပြောပြမယ့်အဆင့်၄ဆင့်ကတကယ့်ကိုအတက်ကယ်စေပါပဲပထမချက်ကအရေးကြီးတဲ့အော်ဒါတွေကိုအရင်ဆုံးဦးစားပေးခွဲထုတ်ရမယ်ဒုတိယကအဖွဲသားတွေကိုတီးကြတဲ့တာဝန်တွေချက်ချင်းခွဲဝေပေးရမယ်တတိယကကျတော့ပြင်ဆင်စရာရှိတာတွေကိုတပြိုင်နက်တည်းလှုပ်ဆောင်ရပါမယ်နောက်ဆုံးစတုထအချက်ဒါကအရေးကြီးဆုံးပဲနော်အစားအစာမထွက်ခင်ပန်းကန်တဲ့အရေးအတွက်ကိုစစ်ဆေးရပါမယ်။ပြောင်းဆန်နေတဲ့ကြားထဲမှာစနစ်တကျရှိနေစေဖို့ဒီနီလန်းလေးတွေကမရှိမဖြစ်ကိုလိုအပ်တာပါဟင်းချက်နေပါဝန် PC တခုခုရုပ်တရက်ပြက်လက်သွားပြီဆိုပါစို့ဗျာဒီလိုချင်းမျိုးမှာစိတ်တီးတီးငင်ထားနိုင်ဖို့ကအရေးကြီးဆုံးပါပြမသွားဘဲနဲ့အစားထိုးလို့ရမယ် PC ကိုအမြန်ဆုံးစဉ်းစားရပါမယ်တကယ်လို့အစားထိုးစရာလုံးဝမရှိတော့ဘူးဆိုရင်တော့ဒုတိယစာဖို့မှုကိုချက်ချင်းအတိပေးရမယ်ပြီးရင်အရှိကစာဖို့ထောခွဲတွေနဲ့မြန်မြန်ပူးပေါင်းပြီးတော့မင်းတို့ကိုလိုအပ်တယ်လို့ပြင်ဆင်တာမျိုးလုပ်ဆောင်ရပါမယ်ဒါမှသာဆိုင်ရဲ့ဝန်ဆောင်မှုကြီးတစ်ခုလုံးပြည့်ကျွန်းသွားတာမျိုးမဖြစ်အောင်အချင်းမီကာကွယ်နိုင်မှာဖြစ်ပါတယ်အပိုင်း3စားပုံမှုအဖွဲ့ကိုဦးဆောင်ခြင်းဒါဆိုရင်စိတ်ဖိအားတွေအလိုများနေတဲ့အချိန်မျိုးမှာမီးဖို့ချောင်အတွင်းပြဿနာကုတ်ဖြစ်လာရင်ဘလို့ဖြေရှင်းမလဲဒီမေးခွန်းကနေတစ်ဆင့်ကျမတို့အင်တာဗျူးမှတ်တမ်းတွေကတကယ်လက်တွေ့ဖြေရှင်းခဲ့တဲ့ဖြစ်ရမှန်လေးတစ်ခုကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ပါဒီဖြစ်ရလေးကပါကိုရှင်းရှင်းလင်းလင်းပြသနေလေဆိုရင်ပြိုင်ဆိုင်ခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ခြားကကွာခြားချက်ပါပဲဟင်းတပွဲကိုဘလို့အလားစင်မလဲဆိုတာနဲ့ပတ်သက်ပြီးစာပုံမှုနဲ့ရောက်အချင်းများငင်းကုန်နေမြဲစားအကောင်းဆုံးအရေးသွေးကိုပေးစွမ်းနိုင်ဖို့ဆိုအပုံရည်မှန်းချက်ကိုဥတည်ပြီးအလဲလလိုင်းကြောင်းတစ်ခုကိုရှာဖွေနိုင်အောင်ဒီ chef de party ကကူညီပေးခဲ့ပါတယ်ရလက်ကလို့ရှင်းပါတယ်ပိုပြီးလာပါတာဇာတာဖြစ်တဲ့အကောင်းဆုံးဟင်းပွဲတစ်ပွဲကိုအတူတကဖန်တီးနိုင်ခဲ့တာပေါ့အလုပ်ဒီအရန်များပြီးပူညံဖြစ်နေတဲ့ကျင့်တွေမှာတယောက်နဲ့တယောက်စကားပြောဆိုဆက်သွယ်ပုံကလည်းတကယ့်ကိုအရေးကြီးပါရဲ့နားလည်မှုလွဲတာလေးမဖြစ်အောင်ညွှန်ကြားချက်တွေကိုတိုးတိုးနဲ့လှူရင်းရအောင်ရှင်းရှင်းလင်းလင်းပြောရမယ်အမှားယွင်းရှိလာရင်လည်းမလိုအပ်တဲ့တင်းမာမှုလေးမဖြစ်စေပဲချက်ချင်းအပြုတ်သဘောဆောက်ပြီးပြင်ဆင်ပေးရမယ်နောက်တစ်ခုကအဖွက်ထားရဲ့ကြာယုံကြည်မှုတည်ဆောင်နိုင်ဖို့ပုံမှန်စည်းဝေးလေးလုပ်ပေးတာကလည်းအားလုံးကိုနားလည်မှုတကင်းဒီလိုဖြစ်စေဖို့အများကြီးအထောက်အကူဖြစ်စေပါရဲ့အပိုင်း၄အရေးသွေးကိုတသမတ်တီထိန်းသိမ်းခြင်းအရေးသွေးမြတ်မားမှုကိုတသမတ်တီအမြဲဆက်ထိန်းထားနိုင်ဖို့ဆိုတာအသေးစိတ်အချက်လက်လေးတွေကိုပါလုံးဝအလွတ်မခံပဲတတိပြုနေဖို့လိုပါတယ်ဥပမာသတ်မှတ်ထားတဲ့ချက်ပြုံနေတဲ့အတိုင်းတိတိကျကျလိုက်နာတာပါဝင်ပစ္စည်းတိုင်းကိုတေချာချိန်တော်တာမျိုးပေါ့ပြီးတော့ချက်ပြုံးနေစင်အတွင်းမှာလည်းအမျက်အရာသာတည်ကြည်နေရပါမယ်
ဟင်းအလှစင်တာကဆော့လို့အသားကင်ရဲ့အကြက်စင်းအနေထားအထိဖွဲ့ထွက်ခါနီတိုင်းကိုနှစ်ခါပြန်စစ်ဆေးရပါမယ်ဒါမှသာအဲ့ထဲတိုင်းအတွန်းအကောင်းဆုံးရတာကိုအမြဲတမ်းပေးစွမ်းနိုင်မှာပါ မီနီဝတ်တစ်တစ်ခုခုကို make set တော့မယ်ဆိုရင်ရော့ဒီနေရာမှာ chef တစ်ပါးဒီတယောက်ရဲ့စနစ်ကျတဲ့လုံကန်းစဉ်ကဒီလိုရှိပါတယ်ဗျပထမဆုံးဟင်းပွဲရဲ့အဓိကရွယ်ချင်းနဲ့လိုအပ်တဲ့နီးပညာတွေကိုကိုယ်တိုင်တေချာနားလည်အောင်အရင်လုပ်ရပါတယ်ပြီးရင်ပြည့်စုံတဲ့အထိတေချာလေ့ကျင့်ရပါတယ်အဲ့ဒီနောက်မှာအဖွဲ့သားအလုံးယုံကြည်မှုရှိရှိချက်ပြုတ်နိုင်အောင်တေချာသင်ကြားပေးရပါတယ်ဒီအစ်စ်ညီကဟင်းပွဲရဲ့မူလအနှစ်သာရကိုတစ်ဖွဲ့လုံးနားလေသမောပေါက်သွားစေဖို့ပါပဲအကြီးသွေးထင်းချုပ်မှုရဲ့အကြီးမားဆုံးစံတက်ချက်ကတော့ဖောက်သေးတွေရဲ့တိုင်ကြားချက်ကိုဖြေရှင်းရတာပါပဲဥပမာအသားခင်အချက်မကြည့်လို့ဧည့်သည်ကမကြည်မနှက်ဖြေလာတဲ့အခါချက်ချင်းတိုက်ရိုက်တောင်းပန်ရပါမယ်ဧည့်သည်ကဘလို့အနေထားကြိုက်တယ်လဲဆိုတာကိုသိကြမေးပြီးချက်ချင်းအသက်တပွဲပြန်ချက်ပေးရပါမယ်ဒီနေရာမှာအရေးအဆုံးကအဲ့ဒီအသက်ချက်ထားတဲ့ပန်းကန်ကိုစားဖို့မို့ကိုယ်တိုင်တေချာစစ်ဆေးပြီးမှဧည့်သည်စီပို့ဆောင်ရပါမယ်ဒါဟာတကယ်ကို professional ဆန်လွန်းတဲ့လူရတစ်ခုလို့ပြောရမှာပါ အပိုင်းငါပစ္စည်းစရင်စွန့်ပပစင်းနဲ့စန်တေတီထွန်းမှုဆိုတော့အခုရောက်လာတဲ့အပိုင်းမှာအရေးကြီးဆုံးအချက်ကတော့ FIFO လို့ခေါ်တဲ့ first in first out စနစ်ပါပဲဒါကအရင်ရောက်တဲ့ပစ္စည်းကိုအရင်သုံးတဲ့စနစ်ဖြစ်ပြီးတော့အစားအစာတွေလက်ဆက်နေစေဖို့နဲ့ပစ္စည်းဆုံးရှုံးမှုမရှိအောင်ကာကွယ်ပေးတဲ့မိဖို့ချုံစီးပွားရေးအခြေခံအကြားဆုံးစီးမင်းတစ်ခုပါဘယ်လိုသုံးထားလဲဆိုတာကိုတေချာမှတ်သားထားခြင်းအပြင်ပစ္စည်းတွေအလုံးအကျွတ်မှယူမိတာမျိုးကိုလည်းကောင်းကောင်းရှောင်ရှားနိုင်ပါတယ်ထိတ်တန့်ဆောင်းမှုကောင်းတရားဟာပါဝင်ပစ္စည်းတွေကိုတံမိုးထားတယ်လို့စားသောက်ဆိုင်ရဲ့အရှုံးအမြတ်ကိုလည်းအမြဲထည့်ကျွေးပါတယ်ဟန်ဒီပွဲစာပမာဏကိုတိတိကျကျထုံးဆွဲဖို့ဂရုစိုက်ပြီးတော့ပါဝင်ပစ္စည်းတိုင်းကိုအလေလွတ်မရှိအောင်အပြည့်အဝအသုံးချပါတယ်ပိုလန်နေတဲ့ပစ္စည်းတွေကိုဟင်းပွဲအတစ်တွေဖန်တီးရမှာတုံးတယ်လို့အဲ့ဒီလိုကြံတဲ့အစိပ်ပိုင်လေးတွေကိုဝန်တန်းတွေအတွက်အာဟာရပြည့်တဲ့အစားအစာတွေချက်ပြုတ်ရမှာလဲအသုံးပြုတဲ့အတွက်အဖွဲ့သားတွေကြောင့်မှစီးလုံးမှုကိုပေါ်ပို့ပြီးခိုက်မာစေပါလိမ့်ဗျာတကယ်တိုးတဲ့ chef party တယောက်ဟာဆိုရင်တော့အမြဲတမ်းသင်ယူလေ့လာနေသူတယောက်ပါဟင်းချက် magazine တွေဖတ်မယ်လူမှုကွန်ရက်ကနေတခြားနာမည်ကြီးစာပုံမှုတွေကိုလေ့လာမယ်အလုံးယုံဆွေးနွေးပွဲတွေတက်မယ်အားလက်ချင်တွေမှာဆိုရင်လည်းနီးပညာအသက်တွေကိုအမြဲစမ်းသပ်နေမယ်စသဖြင့်ပေါ့ဒီလိုကိုယ်တိုင်လုံးယုံတာမကပဲမိမိရဲ့အဖွဲ့သားတွေကိုလည်းအကြံဉာဏ်သစ်တွေမျှဝေဖို့အမြဲတိုက်တွန်းအားပေးတဲ့အတွက်တစ်ဖွဲ့လုံးအတူတကွတိုးတက်လာစေပါတယ်ဒီကနေ့တင်ဆက်မှုလေးရဲ့နောက်ဆုံးအနေနဲ့ကျွန်တော်စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ချင်ပါတယ်အခုလေ့လာခဲ့တဲ့ထိတ်တန်းမေးဖို့ချုံတစ်ခုကနေသင်ယူရရှိတဲ့တိကျပြတ်သားတဲ့ဆက်သွယ်ရေးစွမ်းရည် PR ချာကပြဿနာဖြေရှင်းနိုင်စွမ်းနဲ့တသမတိဖြစ်တဲ့စီကန်းချက်တွေဟာကျွန်တော်တို့ရဲ့လုံးဝကွဲပြားခြားနားတဲ့တခြားလုပ်ငန်းခွင်တွေမှာတော့ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာပါပဲဒီစားဖို့မှုတွေရဲ့အမခံခေါင်းဆောင်မှုနေရာမှာတွေကိုမိမိတို့ရဲ့ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာလည်းထိထိရောက်ရောက်အထုံးချကြည့်နိုင်မလို့ယုံကြည်ရင်းနဲ့ပဲဒီကနေ့လေ့လာသုံးသပ်မှုကိုဒီမှာပဲနေကုန်းချုပ်လိုက်ပါရစေအားလုံးပဲကျေးဇူးတင်ပါတယ်